ဟုတ်တယ်ကိုလင်းရောင်ရဲ့ fan ကဲပေါ့နော်ကိုလင်းရောင်ရဲ့ပထမအဆုံးရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်အချစ်ဦးဆိုတဲ့က6ခါသွားကြည့်ရ။ညအချိန်မှာတက္ကသိုလ်တက်နေတဲ့အချိန်တငယ်ချင်းနဲ့6ခါသွားကြည့်ရအမှတ်တရပဲ။ကိုကပိုင်းတည်။သိရ။သိလို့ပဲမြက်ရဲ့တချင်းလေးတစ်ပုတ်ထွက်ထားရှိရယ်။ကိုလင်းရောင်ပဲသူပဲထိတ်ဆက်ပြီးခေါ်ပေးရ။AI partner launch event ပွဲလို့လည်းတက်ရောက်ဖြစ်တာပါရှင်ဒီ vlog လေးပါရိုက်တော့ဒီ content create လုပ်တာပဲဖြစ်ဖြစ်ပြီးတော့နောက်ဒီက online shopping ထွက်တာအရန်ဝါသနာပါတော့လေဒီထဲမှာပါတဲ့အဲ့လို click to search ဆိုရတဲ့ဒီ features လေးတော့မြတ်အရန်သဘောကျရရှင်ဟုတ်ဒီ AI ကကြတော့လေမြတ်တို့အခုလူသားတွေအတွက်ဒီ daily life မှာအများထောက်ကူဖြစ်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်မြတ်တို့ဒီ content တွေရေးဖို့ idea တွေမထွက်တဲ့အခါမျိုးတွေပါပဲဖြစ်ဖြစ်ပေါ့ဒီ AI ကိုမေးလိုက်လို့ရတယ်ဒါမှမဟုတ်ပစ္စည်းတစ်ခုရှာချင်တာဆိုလို့ရှိရင်ဒီ techno ဖုန်းမှာပါတဲ့ဒီ features လေးပေါ့နော်ခုနက click ဆိုတဲ့ဟာလေးကိုမြတ်တို့ circle ဆိုတဲ့ဟာလေးလောက်လိုက်တယ်ဆိုလို့ရှိရင်မြတ်တို့အဲ့ product အကြောင်းဒီ detail လေးကတော့အဲ့ဟာလေးတော်တော်လေးသဘောကျပါတယ်ဟုတ်မြတ်တို့လို online shopping အရန်ထွက်တဲ့သူတွေဆိုလို့ရှိရင်ဒီအကြောင်းအရာဆိုတည်တည်ကြကြသိထားမှာဝယ်တင်တယ်ပေါ့နော်အဲ့လိုဟာတွေဆိုလို့ရှိရင်သူက နဲ့အဲ့ product ရဲ့အကြောင်းပေါ့နော်သူ detail လေးအဲ့လိုရှာပေးဆုံးစစ်နော်ဥပမာဝယ်မဲ့နေရအစား तू ကဖော်ပြပေးရတဲ့အတွက်ကြောင့်မို့မြတ်တော့အရန်အသုံးဝင်တယ်လုံးဝမရှိမဖြစ်ပုံလေးပါဟုတ်လာအောင်လေးဖြစ်တာတော့မဟုတ်ပါဘူးကိုယ့်အကိုပေါ့နော်ကိုယ့်အသက်အရွယ်လေးနဲ့ဟိုထိမ့်သိမ်းထင်တာလေးထိမ့်သိမ်းတယ်လှုပ်ရှားရှိရလေးလုပ်တယ်ပေါ့နော်ပြီးတော့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေလို့ပဲထင်ပါတယ်ဟုတ်ဒီ2025ခုနှစ်ထဲမှာပေါ့နော်မြတ်ကန်လန်နဲ့ project လေးတွေအရှိရပေါ့နော်အားလေးတွေပရိသတ်တွေကိုချပြပါမယ်လို့တကယ်ထွက်လာမှပဲမြက်အကုန်လုံးအသိပေးပါမယ်ရှင်ဟုတ်အဓိကကတော့လေမြက်ထက်စားလို့ရှင်မြက်ကလေးလေးတွေကိုလည်းချစ်ပေးကြရပေါ့နော်ပရိသတ်တွေကအကြောင်းမလို့ထင်ပါတယ်အကြောင်းမြက်တို့မိသားစု vlog လေးဆိုလူတွေကပို့ပြီးတော့ချစ်ပေးကြရပေါ့နော်မြက်တယောက်တည်းတက်စားလို့ရှင်မြက်ကလည်းချစ်ပေးရဲ့မြက်ကလေးလေးလည်းချစ်ပေးရဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဟုတ်အငယ်လေးကအေးရရှင်သူကလေစကားလည်းတိတ်မပြောဘူးပြီးတော့အိမ်မှာဆိုလဲသူကယောက်ျားလေးပဲတော်တော်အေးတယ်စကားလက်ကပဲပို့ပြီးတော့စွာတာပေါ့နော်ဟုတ်မတင်မေးဘူးအဲ့သူကသူရှောက်ကနေရသူ့အဖေနဲ့သူ့အဖေကအဲ့လိုအကဝါသနာပါတယ်ဆိုတော့ဘေးမဲ့လေအကလိုင်းနည်းနည်းတန်တော့လေဘာမှမကဘူးသူရှောက်ကပါရှောက်ကပြပေါ့နော်မြက်ကိုနှစ်ယောက်တည်းရှိတဲ့အချိန်မှာကပြပေါ့အဲ့လိုကြားလို့ရှိစုကရတာပဲတော့မပြောတော့သူကလေအဲ့လို TikTok အရင်သုံးတယ်ကိုကဝိုင်းချနောက်ပိုင်း Facebook တို့ဘာလို့ထက်စားလို့ရှင်သူဝါသနာပါတဲ့ဟာလေးသူကြိုက်တဲ့ဟာလေးကြည့်ရဲ့အချိန်အကြတော့ရှင်သူအဲ့လို Trump ဖြစ်နေတဲ့တခြင်းလေးတွေဆိုလို့ရှင်လေမိမကြီးကားရအောင်ကလေးနဲ့တူတူကားရအောင်အမတ်တရဆိုပြီးတော့မြက်ကလုံးဝမကချင်ဘူးကမလားဂျာမီပြေးဆွဲမလားဆိုမြက်ကဂျာမီပဲပြေးဆွဲချင်တာအကလုံးဝအကမှာ minus အကမှာပါရမီမပါလာအောင်ဆိုတော့လေအားကြောင့်ပါရမီမပါတာပေါ့ဝါသနာတဲ့ပါရမီမပါလာတော့တော်တော်ညံ့ပြင်းတဲ့တဲမှာပါတယ်ဟုတ်မြက်ကိုပဲစိတ်မရှိကလေးနှစ်ယောက်နဲ့ကိုကဝိုင်းနေအဲ့လိုကွေးနေအောင်ကမြက်တယောက်ကထထရှိရမြက်ကအဲ့လိုအရန်အရှိတန်တဲ့သူတွေမှာပါလေဟိုတယောက်ကြည့်ပြီးရှိဒီတယောက်ကြည့်ပြီးသူကစိတ်မရှိမြက်ကိုအဲ့လိုမျိုးဖြစ်တာဟုတ် तू ကစိတ်မရှိပြီးတော့အဲ့လိုဟာတာဗီဒီယိုတွေရိုက်ပြီးဆိုလဲ तू ကမူအပြည့်နဲ့ကိုယ်တရုပ်ဆောင်နေပြီမြက်ကကျတော့သူ့ကြည့်ပြီးထထရပြီးတော့ तू ကပြောရှင်ကတရုပ်ဆောင်လားကျုပ်ကတရုပ်ဆောင်လားတဲ့ရှင်ကမပြီးဘူးတဲ့ကျုပ်ကအကယ်ဒမီရနေပြီတော့အများအားလုံးမြက်ကိုပြောတယ်ဟုတ်အရန်တော့အဲ့ကလေးနှစ်ယောက်ကလေသူများကြီးထင်မြက်တင်ပေးထားရလို့ထင်မှာတကယ်တော့အဲ့ကလေးနှစ်ယောက်ကမြက်ဘာမှမတင်ထားသူ့ဘာသူတို့အဲ့လိုစကားပြောကောင်းနေတယ်တူတယ်ဟုတ်အငယ်လေးကကျတော့အရန်တိတက်တယ်အဲ့လိုကောင်းယောက်ျားလေးဖြစ်ဖြစ်မဲ့သူကလေတော်တော်လေးတိတက်တယ်စကားလက်ကကျတော့ဟာတီဖတာနေသေးရဲ့အဖေဘာကြီးပြန်လာလို့ရှိရင်ဂျေဒန်လေးကလေအဲ့လိုတင်ထားတာမျိုးမဟုတ်ဘဲနဲ့သူကအဖေပြန်လာပြေးကြိုတယ်ចောင်းသွားခါနေဆိုဖေဖေမမီတသားចောင်းသွားတော့မယ်အဲ့လိုဟိုတော်တော်လေးအဲ့လိုလေးလူကြီးလေးလိုပဲအဲ့ကလေးလေးကဟုတ်ဟုတ်တယ်ကိုလင်းရောင်ရဲ့ fan ကဲပေါ့နော်ကိုလင်းရောင်ရဲ့ပထမအဆုံးရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်အချစ်ဦးဆိုတဲ့က6ခါသွားကြည့်ရညအချိန်မှာတက္ကသိုလ်တက်နေတဲ့အချိန်တငယ်ချင်းနဲ့6ခါသွားကြည့်ရအမှတ်တရပဲကိုကပိုင်းတည်သိရသိလို့ပဲမြက်ရဲ့တချင်းလေးတစ်ပုတ်ထွက်ထားရှိရယ်ကိုလင်းအောင်ပဲသူပဲချိတ်ဆက်ပြီးခေါ်ပေးရ